ခိုင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်နဲ့ရခိုင်တပ်တော် AA တို့ကြားကတိုက်ပွဲတွေဟာရခိုင်တောင်ပိုင်းအထိကျယ်ပြန့်လာနေသလိုမြို့တွေနဲ့အနီးအနားတွေမှာလည်းတိုက်ပွဲတွေဖြစ်လာနေပါတယ်။ရခိုင်ဒေသမှာစစ်ကောင်စီနဲ့ရခိုင်တပ်တော်တို့ကြားနှစ်ဖက်ရင်ဆိုင်တိုက်ပွဲများပြင်းထန်လျက်ရှိနေသလိုစစ်ရေးမရှင်နိုင်တဲ့စစ်ကောင်စီဘက်မှရေကြောင်းလေကြောင်းနဲ့အင်အားဖြည့်တင်းခြင်းတို့ကိုမပြတ်လှုပ်ဆောင်နေတဲ့အတွက်စစ်ပောင်ကျယ်ပြန့်လာမဲ့အသွင်ရှိနေကြောင်းရခိုင်တပ်တော် AA ပါဝင်တဲ့ညီနောင်မဟာမိတ်၃ဘွဲကသတင်းထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်အတွင်းကြောက်ဖြူရမ်းပြေတောင်ကုန်းနဲ့မြေပုံမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်ရေးပြင်ဆင်တာနဲ့စစ်အင်အားတိုးချဲ့တာတွေကိုဇက်တိုက်လှုပ်လာနေတယ်လို့ရခိုင်တပ်တော် AA ကလည်းပြောပါတယ်။ရခိုင်တပ်တော် AA နဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ပေါတော်မင်းပြားကြောက်တော်နဲ့ရသိတောင်မြို့နယ်တွေမှာလည်းစစ်ကောင်စီနဲ့တိုက်ပွဲတွေဆက်ရှိနေတယ်လို့ညီနောင်မဟာမိတ်၃ဘွဲရဲ့ဇန်နဝါရီ23ရက်ကသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်